ဒီနေ့မှာတော့ကျွန်တော်ဒီ PowerPoint နဲ့ဘယ်လိုမျိုး recording လုပ်လို့ရလဲဆိုတာရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ PowerPoint နဲ့ recording လုပ်တာဘာလဲဆိုတော့ကျွန်တော်ရင်ပြမယ်အဲ့ဒါဒီလိုမျိုးဖြစ်မယ်ပေါ့နော်ကျွန်တော်တို့တချို့တွေကျွန်တော်ဒီ PowerPoint နဲ့စာသင်ခြင်းနဲ့ဆရာမတွေအဲ့လိုမျိုးပေါ့နော်ဒီသင်တန်းဖွင့်ခြင်းတဲ့လူတွေအတွက်ဒါဒီအဆင်ပြေလိမ့်မယ်အခုဒီမှာကြည့်လိုက်ဒါဒီ PowerPoint slide ရှိမှာပေါ့နော်ဒီမှာ original slide ဒီလိုမျိုးဖြစ်မယ်ဒါဒီကျွန်တော်တို့ဒီသင်ပေးမယ်ပေါ့နော်ကျောင်းသားတွေကိုသင်ပေးမယ် slide ဆိုပါစို့ပေါ့နော်အဲ့လိုထားလိုက်အဲ့ slide မှာကျွန်တော်တို့ကဒီမှာရေးပြီးတော့ရှင်းပြခြင်းနဲ့အဲ့ရှင်းပြတဲ့ဟာကိုဗီဒီယိုနဲ့ထွက်ချင်ရင်ဘယ်လိုလုပ်ကြလဲဆိုရှင်းပြမှာပေါ့နော်အဲ့တော့ဒီလိုမျိုးပေါ့ဒီမှာဆိုရင်ခုနကတော့ slide မှာဒါကျွန်တော်အရင်တော့ကြိုလုပ်ထားတဲ့ဟာပေါ့နော်ဒီအကြောင်းတော့ကျွန်တော်နားမလည်ဘူးဒါပေမဲ့ဒါ short ပြီးလို့ချစ်ပြထားတာပေါ့နော်အဲ့တော့ဒါမှာကျွန်တော်ဒါရှိတယ်ဒီမှာကျွန်တော်ဒါရှိတယ်အဲ့လိုဗီဒီယိုတွေကိုကျွန်တော်တို့ဒါ PowerPoint နဲ့လွယ်လွယ်လေးပဲထုတ်လို့ရပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာလေးကိုဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကဒီ PowerPoint ကိုသုံးပြီးတော့စာသင်ခြင်းတဲ့လူတွေPowerPoint ကိုသုံးပြီးတော့ကျွန်တော်သင်တန်းတွေ online class တွေဖွင့်နေတဲ့လူတွေအတွက်အဆင်ပြေလိမ့်မယ်ပြီးရင်ဒီဟာတွေမသိသေးတဲ့လူတွေဆိုအတွက်ဆိုရင်လည်းဒါ PowerPoint မှာဒီလိုလုပ်လို့ရပါလားဆိုတော့သိပြီးတော့ဒါအကျိုးရှိမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ရပါပြီကျွန်တော်သင်ခန်းစာကိုကျွန်တော်တို့စပါမယ်အဲ့တော့ဒါဒီကျွန်တော်ရဲ့ boring PPT ဖြစ်ပါမယ်ဒီမှာ recording ကြောင်းပြောမှာဖြစ်ပါတယ် daily PowerPoint tips and trick ရဲ့နံပါတ်040ရောက်ပါပြီအဲ့တော့အဲ့ဒါတွေအောက်က playlist ထဲမှာကျွန်တော်တစုစီရထားပေးထားပါတယ်ပြီးတော့နောက်ထပ်ပြောစရာတစ်ခုရှိတာကကျွန်တော် YouTube channel အသစ်ဖွင့်ထားပါတယ်အဲ့ဒါဒီကျွန်တော်ရဲ့ဒီ TikTok ရဲ့ဒီ bio ထဲမှာသွားပြီးတော့ဒီ subscribe လေးလုပ်ပေးကြဖို့ကျွန်တော်အဲ့ဒါလေးတော့တောင်းဆိုလိုပါတယ်ဒီ TikTok bio မှာဒီ YouTube ရဲ့ကျွန်တော် link လေးကိုထားပေးထားပါတယ်အဲ့ထဲဝင်ပြီးတော့ကျွန်တော်ကို subscribe လေးလုပ်ပေးပါအဲ့တော့သင်ခန်းစာကိုကျွန်တော်တို့စပါမယ်အရင်ဆုံးကျွန်တော်ဒီလို PowerPoint ရှိလိမ့်မယ် PowerPoint ရှိရင်ဒီအရင်ဆုံးဆိုရင်တော့သူကဒီ home tab ထဲမှာနေမှာပေါ့နော်ဒီဟာကိုဒီဘောဟာတွေကို tab လို့ခေါ်တယ်အဲ့တော့အဲ့ tab တွေထဲကနေကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုရင်ဒီမှာ record ဆိုတာလေးရှိတယ်အဲ့ record ဆိုတာတွေကိုသွားလိုက်ပါ record ဆိုတာတွေကိုသွားလိုက်ရင်ဒီလိုမျိုးတွေမြင်လိမ့်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအစအနေစခြင်းလား current slide ကစခြင်းလားဆိုတာလေးနှစ်ခုတွေ့လိမ့်မယ်ကျွန်တော်ကအစအနေပဲစတော့ရွေးပါမယ်တကယ်လို့အခုဒီကျွန်တော်ရဲ့ပရိသတ်တွေကဒီမှာဒီကနေစခြင်းလဲဆိုရင်ဒီဟာကို click ထောက်ပြီး current slide ဆိုပြီးနှိပ်လိုက်ပေါ့နော်အစအနေပဲစခြင်းတော့ဘယ်ဟာကိုပဲ click ထောက်တာ from beginning ဆိုရင်ရပြီပေါ့အဲ့တော့အဲ့ဒါကိုနှိပ်လိုက်ရင်ကျွန်တော်တို့အခုလိုပေါ်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ပြမယ်ဒီပုံစံလေးပေါ်လာလိမ့်မယ်အခုမြင်ရလိမ့်မယ်ပေါ့နော်အဲ့ပုံစံပေါ်လာတဲ့အချိန်မှာဒါကတော့ note တွေပေါ့နော်ကိုဒီမှာသင်တန်းသားတွေဘာပြောမလဲဆိုတော့အခုဒီမှာကြိုရေးထားလို့ရတယ်ပေါ့နော်ဒီမှာဆိုပါစို့ my name is blah 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 ပေါ့နော်ပြောရရင်ဒီနေ့ပြောမယ့်အကြောင်းပေါ့နော် the topic is about ပေါ့ဆိုပါစို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ရေးချင်တဲ့ဟာတွေရေးလို့ရမယ်မြန်မာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်ဒါကြိုပြီးတော့လုပ်ခဲ့လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ record ဘယ်လိုလုပ်လဲဆိုတာကျွန်တော်စပြီးပြပါမယ်ဒီပုံမှာကျွန်တော်တို့ဒီ record button လေးရှိတယ်ဒီဘက်မှာ camera ရှိတယ်ဒီဘက်မှာ mic ရှိတယ်ပေါ့နော်ကျွန်တော်ကအခုကဒီဟာကြီးကို screen record ဖမ်းနေတော့ဒီ video တွေအတန်တွေတော့ကျွန်တော်မလုပ်ပြတော့ဘူးအခုသင်ရကြတော့ဒီကျွန်တော်ရဲ့အခုကြည့်နေတဲ့ပရိသတ်တွေကကြတော့ဒါလေးနှိပ်ပြီးတော့ဒါလေးနှိပ်ရင်သူကဒီနားမှာရုပ်လေးပေါ်လာလိမ့်မယ်ကိုယ့်ရဲ့ရုပ်လေးပေါ်လာလိမ့်မယ်ဒီ camera ရဲ့ webcam နဲ့ဖမ်းတာဖြစ်တယ်ဒီအတန်လေးကိုနှိပ်ရင်သူကအတန် live ဖမ်းပြီးလိမ့်မယ်ကိုပြောတဲ့စကားတွေကိုသူကဖမ်းပြီးမှဖြစ်ပါတယ်အဲ့ဒါလေးပဲသိတိုင်းရပြီအခုဘလို့ချစ်လဲဆိုတာတွေကိုကျွန်တော်ပြပါမယ်အချိန်မှာအခုလောလောဆယ်ချင်းဘာမှဖြစ်အောင်မှာမဟုတ်ဘူးเนาะဒီအနီရောင်လေးကိုစပြီးနှိပ်လိုက်เนาะဒီ record ကို start စပြီးလုပ်လိုက်လုပ်ကြတဲ့သူက3 2 1ဆိုပြီးသူစပြီးတော့ဖမ်းပါမယ်အခုသူတော့ရှောက်ဖမ်းနေပြီပေါ့เนาะအဲ့ချိန်မှာကိုကဒီမှာအောက်ကအရောင်တွေကိုကြိုက်လို့ပြောင်းလို့ရတယ်ဒီမှာအဝါရောင်ဆိုလဲအဝါရောင်အနီရောင်ထင်အနီရောင်ဆိုလဲအနီရောင်ပေါ့เนาะအဲ့တော့အဲ့မှာသွားပြီးတော့ကိုရေးနေတာဒီရေးလို့ရပါမယ်ဒါကျွန်တော်ကကျတော့ဒီမှာ drawing tablet နဲ့ရေးတာပေါ့เนาะဒီမှာ pen ရဲ့ဒီလိုဟာပေါ့နော်ဒီ drawing tablet နဲ့ရေးတော့ဒါတော့စာပို့ပြီးရေးလို့ကောင်းတာပေါ့ကိုကဒီစာသင်မယ်ဒီ online မှာတကယ်သင်တော့မယ်ဆိုရင်တော့ဒီလို drawing tablet တွေလိုတယ်မဟုတ်လို့ရှိရင်လည်းဒီကျွန်တော်ဝိုင်းတာတို့ချစ်တာတို့ကတော့ကျွန်တော် mouse နဲ့သို့မဟုတ်ဒီ touch pad နဲ့တင်လုပ်လို့ရပါတယ်ပေါ့နော်အခုဒီမှာဒီလိုမျိုးတွေရေးမယ်ပေါ့နော်ပြီး common ဒီနေ့ပြပြမှာကတော့ဒီ common ဘာအကြောင်းဖြစ်တယ်ပေါ့နော်အဲ့ထဲမှာအချက်ကတော့စုပေါင်း6ချက်ရှိတယ်အဲ့ထဲမှာနံပါတ်3ကတော့ရေးကြီးတယ်ပေါ့နော်အဲ့ဒါဒီမဲ့အဓိကမှတ်ထားမှာဒီနံပါတ်4ဖြစ်တယ်ပေါ့အစားသဖြင့်ကိုကကျောင်းသားတွေကိုအခုလိုမျိုးချစ်ပြခြင်းတယ်ဒါ interactive လုပ်တယ်လို့ခေါ်တယ်ပေါ့နော် PowerPoint မှာကိုယ်ကိုယ်တိုင်မှာပါပြီးဝင်ပြီးလုပ်ချင်ဒီမျိုးလုပ်လို့ရတယ်အဲ့တော့မှတ်ထားမယ့်ဟာဒီနံပါတ်1ကတော့ဘာရှိတယ်ပြီးနံပါတ်2ကတော့ဘာဖြစ်တယ်ပေါ့နော်အဲ့လိုလုပ်တော့မှနံပါတ်6ဆိုရင်တော့ဒါကတော့ဘယ်လိုမျိုးဖြစ်တယ်အယောင်ထပ်ပြောင်းခြင်းကျွန်တော်ပြောင်းလို့ရတယ်စသဖြင့်ဒီလိုမျိုးတွေလုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့မေးကြရှိရပေါ့နော်ဒါမျိုးတွေလုပ်တဲ့အချိန်မှာဒါကြီးကအသေးကြီးဖြစ်သွားမှာဆိုအသေးကြီးမဖြစ်ဘူးအဲ့တော့ဒီမျိုးကိုကရှင်းပြီးပြီထားလိုက်တော့နောက် slide ပြောင်းခြင်းဒီအောက်မှာ next ခုနလိုပဲကိုချစ်ချင်တာလေးကိုကကိုချစ်လို့ရမယ်ရေးလို့ရမယ်ဒီလိုရှိရယ်ချစ်ချင်တိုင်းချစ်ပေါ့နော်ဒီမှာလိုရှိရယ်ဒါကတော့ဒီမှာရှင်းပြပေါ့နော်နေမှာလိုရေးချင်လားဒါမှနေမှာလိုရေးပေါ့အဲ့လိုက်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့အားလုံးလုပ်ပြီးသွားရင်ကျွန်တော်တို့နှိပ်ကမှာဒီပေါ်မှာ stock ခလုတ်လေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော် recording အားလုံးပြီးသွားပြီပြီးတော့ဘာမှလုပ်စရာမလိုဒီဘက်ဘယ်ဘက်တောက်မှာကြက်စီကရှိရယ်အခုဒီကျွန်တော်ပြတဲ့ဒီ software အထားသူတွေကဒီ set တစ်လုံးနဲ့တစ်လုံးတူချင်မှတူလိမ့်မယ်ဒီ PowerPoint version ကအများကြီးရှိနေပြီပေါ့နော်ထွက်တာအဲ့တော့ကြောင့်မို့တယောက်တူမှာမဟုတ်ဘူးသို့တော့
ဒီပုံစံလေးရတော့ဒီတိုင်းပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်ဘက်တောက်မှာကြက်စီကရှိပြီမယ်အခုကြည့်တဲ့ပရိသတ်တွေကကျတော့ဒီညာဘက်တောက်မှာကြက်စီကဖြစ်ရှင်လည်းဖြစ်နေနိုင်တယ်ဒီဟာအပေါ်မှာလည်းဖြစ်ရှင်ဖြစ်နေနိုင်တယ်ဒါကတော့ version တစ်ခုနဲ့တစ်ခုနဲ့ကြောင်းကွာတာတွေရှိလိမ့်မယ်သို့တော့သဘောတရားဒီတိုင်းပဲဖြစ်ပါတယ်အခုကြက်စီကကိုနှိပ်လိုက်ဒါဆိုထွက်သွားလိမ့်မယ်အခုဒီမှာကြည့်လိုက်ရင်ခုနကတော့ကျွန်တော်တို့လုပ်ခဲ့တဲ့ဟာကြီးတွေပေါ်နေလိမ့်မယ်ဒီမှာဆိုရင်လည်းပေါ်နေလိမ့်မယ်ပြီးတယောက်မှာအတန်လေးလည်းပါနေလိမ့်မယ်အဲ့ဒါတွေဒီဘာမှလုပ်စရာမလိုဒီတိုင်းပဲထားခဲ့ပြီးသွားရင်ကျွန်တော်တို့ဗီဒီယိုထုတ်ခြင်းဘာလုပ်ကြမလဲဆိုရင် file ဆိုတာလေးရှိတယ်ဒါကကြောင့် Mac version ဖြစ်တဲ့အတွက် file ဒီအပေါ်မှာပေါ်တာပေါ့နော်ဒီ status bar မှာပေါ်တာတကယ်လို့ကိုက Windows သုံးတာဆိုရင် file ကဘာမှပေါ်မလဲဆိုရင်ဒီမှာ home tab ရှိရယ် home tab ရဲ့ဘယ်ဘက်အချမ်းမှာဒီ file tab လေးတစ်ခုရှိနေလိမ့်မယ်ပေါ့နော်အခုဒီတိုင်းအဲ့ file tab တွေကိုဝင်လိုက်ပြီးရင်ဒီမှာလည်းဒီလိုမျိုးကြီးပေါ်တယ်ဗျာဒီ Windows မှာကျတော့အဲ့လိုပေါ်မှာမဟုတ်ဘူးသူ4000ကွက်4000လေးကြီးမယ်ကြာတိတက်ပူပြီးကြီးလိမ့်မယ်အဲ့ဒီမှာ export ဆိုတာလေးကိုရှာလိုက်ဒီကအတူတူပဲဒီ export ဆိုတာရှာနိုင်ရပြီ export နှိပ်လိုက်ပြီးရင်အခုလိုမျိုးလာလိမ့်မယ်လာတဲ့ခါကျရင် file format ရွေးရလိမ့်မယ် file format ရွေးရင်ကျွန်တော် MP4 ဆိုတော့ရွေးလိုက်ပါပြီးရင်အရေးကြီးတာဒီမှာရှိတဲ့ဒီဟာလေးပေါ့နော်ဒီမှာ use record timing and narrative ဆိုတဲ့ဟာလေးရှိရဲအဲ့ဒါလေးကိုအမှန်ချစ်ထားဖို့လိုပါမယ်အဲ့ဒါအမှန်ချစ်ထားမှာခုနကတော့ဟာတွေကပါလာမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်နာမည်ပေးလိုက်မယ်ပေါ့နော်အခုဒီမှာ testing ဆိုပြီးတော့ကျွန်တော်နာမည်ပေးလိုက်မယ်ဒီ second ဒီပါတွေကမလိုဘူးအဲ့လောက်ကြီးပြီးရင်ကျွန်တော်တို့ export ဒီမှာ MP4 ဖြစ်ဖို့တော့လိုတယ်နော်ပြီးရင် export ဆိုတာနှိပ်လိုက်မယ်ဟိုအောက်ကဘာတန်းလေးသူသွားလိုက်မယ်ကျွန်တော်တို့ဒီခုနကတော့ဆွဲခဲ့တဲ့ဟာတွေအားလုံးကိုသူကဒီဗီဒီယိုအနေနဲ့ထုတ်ပေးတာဖြစ်ပါတယ်အခုဒါလေးကိုအချိန်ခဏပြည့်အောင်စောင့်လိုက်ပေါ့နော်အခုဒီစောင့်နေတဲ့အချိန်မှာကျွန်တော်ပြောချင်တာကျတော့ကျွန်တော်ဒီမှာ PowerPoint သင်တန်းတွေရှိပါတယ်ဒီလိုမျိုးပေါ့နော်အသေးစိတ် PowerPoint ဘယ်လိုလုပ်ကြလဲဒီ slide တွေဆိုရင်လည်းဒါကျွန်တော်ဖန်တီးထားတဲ့ slide တွေဖြစ်ပါတယ်အခုလိုမျိုး slide တွေအကောင်လှလှလေးရိုးရိုးလေးနဲ့စွမ်းဆောင်မှုရှိလုပ်တတ်ရှင်နေဆိုရင်ကျွန်တော်ဒီမှာသင်တန်းလာတက်လို့ရပါတယ်အရင်တော့ live ဖွင့်နေဗျာအခုကကျတော့ကျွန်တော်မအားတာရောlive လည်းသင်မှုအတွက်အခက်အခဲဖြစ်နေတာတွေရောအဲ့အတွက်ကြောင့်မလို့ကျွန်တော်အခုကဒီ offline class ပေါ့နော် Telegram offline class ဖွင့်ထားပါတယ်အဲ့မှာဆိုရင်ဒီ live မှာဆိုရင်သင်တန်းကြီး9000ဖြစ်တယ်အခု Telegram offline class ကကျတော့ဒီ video တွေထည့်ပေးတဲ့ group တွေကိုဒီသင်တန်းတက်မယ်ဆိုထည့်ပေးတာပေါ့နော်အဲ့ဒါကြတော့သူရဲ့သင်တန်းကြီးဒီ3000ခွဲပဲဖြစ်ပါမယ်အဲ့တော့အရင်က9000ဟို3000ခွဲတဝက်သက်သာပါတယ်အဲ့တော့ဒါဘယ်ချိန်ဈေးပြန်တက်မလဲတော့ကျွန်တော်လည်းသိချာမသိဘူးတကယ်လို့ဒီ PowerPoint ကိုအခုလိုမျိုးကျွမ်းကျင်သုံးတတ်ရှင်တယ်လုပ်တတ်ရှင်တယ်ဆိုရင်ကျွန်တော်စီမှာသင်တန်းလာပြီးအဲ့လိုရပါတယ် comment မှာပြမှန်းခဲ့သို့မဟုတ်ဒီတက်တော့ချက်ပေါက်ကနေလာပြီးပြောလဲရပါတယ်အဲ့ဒါဆိုရင်တော့ရပြီပြီးရင်ခုနကို save ခဲ့တဲ့နေရာကိုကျွန်တော်တို့ပြန်သွားပါမယ်အခုဒီမှာဆိုရင်ကျွန်တော်စိတ်ထားတာဒီဟာ testing ပေါ့နော်ခုနလုပ်တဲ့ဟာလေးဖြစ်တယ်အခုသူတော့ shop အဲ့ဒီကျွန်တော်ဖွင့်ကြည့်အဲ့ဒီမှာကိုကဒီမှာအတန်မှာပါတယ်ပေါ့နော်ကြည့်ကြည့်လိုက်လို့ပြောင်းလို့ရတယ်ဒီမှာအဝါရောင်ဆိုလဲအဝါရောင်အနီရောင်ထင်အနီရောင်ဆိုလဲအနီရောင်ပေါ့နော်ဒါကကျွန်တော်အဲ့လိုပြောခဲ့တဲ့ဟာကိုရေးနေတာလေရေးလို့ဒါဆိုရင်ရပါမယ်ဒါကျွန်တော်နားလည်မထင်ဘူး drawing tablet နဲ့ရေးတာပေါ့နော်ဒီမှာ pen တန်ပေးလိုက်အဲ့တော့ဒါနားလည်မထင်နဲ့ပေါ့နော်အခုဒီမှာအတန်လဲပါတယ်ပြီးရင်ဒါခုနဗီဒီယိုပိတ်ထားလို့ပေါ့နော်ဗီဒီယိုဖွင့်လိုက်ရင်ဗီဒီယိုလဲပါလိမ့်မယ်အခုလိုမျိုးရုပ်တွေအားလုံးဒီမှာကိုချစ်သူလို့ပေါ့နော်ချစ်တာတွေအားလုံးကိုသူကသူအစင်လိုက်တိုင်းလာပြီးတော့ပြပြီးမှာဖြစ်ပါတယ်အဲ့တော့ဒါဒီဆရာမတွေအတွက်ဒီ online မှာ online teaching လုပ်ရှင်တဲ့လူတွေအတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်ဒီလိုမျိုးလုပ်တာဘယ်လိုလုပ်ကြလဲမသိသေးတဲ့လူတွေအတွက်လည်းဒီဗီဒီယိုကအကူအညီဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ရပါပြီဒါဆိုရင်ကျွန်တော်တော်ပြီပေါ့နော်တကယ်လို့ကျွန်တော်ရဲ့ Boeing PPT မှာရှိတဲ့ tutorial video ရဲ့အသင်အတွက်အကျိုးရှိရဆိုရင်ကျွန်တော် comment မှာ yes လို့မှန်းခဲ့ပြီးပါအဲ့ဒါဒီကျွန်တော်တို့အများကြီးခွန်အားရစေပါတယ်နောက်ထပ် video တွေဆက်တင်မှုအတွက်ကျွန်တော်အားရှိသွားတာပေါ့နော်အဲ့တော့အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်းကျွန်တော်ဒီ subscribe လုပ်ဖို့မမေ့ပါနဲ့တကယ်လို့ကိုဒီဗီဒီယိုရဲ့အကျိုးရှိရဆိုရင်ကျွန်တော်တို့ like လုပ်ပါအဲ့ဒီပြောချင်ပါတယ်အဲ့တော့ရပါပြီနောက်ဗီဒီယိုမှာနောက်နေ့သင်ခန်းစာတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်